မင်္ဂလာပါ Red Manchester ဖိုးဖိုးနဲ့ United တို့တာကနေပြန်လည်ပြောကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့ Manchester United သတင်းနဲ့ပတ်သက်ပြီးတော့နည်းဆွေးနွေးကြအောင်ဒီထဲမှာ Jadon Sancho အကြောင်းကျွန်တော်ပြောသွားမယ်နေ့လေကကျွန်တော်တိတ်အများကြီးမပြောလိုက်ရတဲ့တိတ်အများကြီးမပြောလိုက်ရမှာပေါ့နည်းနည်းမှတော့မပြောရသေးတဲ့ post match interview အကြောင်းတွေကစိတ်ဝင်စားဖို့ကောင်းတဲ့အမွေပြောသွားတဲ့တစ်ချက်နှစ်ချက်ကျွန်တော်ဆွေးထုတ်ပြီးပြောကြည့်ကြမယ်အမွေလည်းအများကြီးမပြောသွားဘူးဆိုတော့ post match interview ကတော့အများကြီးပြောစရာတော့ထွေထူးတော့မရှိပါဘူးဆိုလက်ရှိရွှေနေရဲ့ Jadon Sancho ရဲ့သတင်းအကြောင်းပြောရမယ်ဆိုလို့ရှိရင် Chelsea အသင်းဘက်ကတော့ Jadon Sancho နဲ့ပတ်သက်ပြီးတော့ United ကိုပေါင်9 သန်းပေးပြီးတော့ပြန်ပြီးလက်လွတ်ဖို့စီစဉ်နေရဆိုပြီးတော့ကျွန်တော်တို့သိထားရတယ်။ဒါတော်တော်လေးမကောင်းတဲ့အသင်းပါအသင်းအတွက်ပဲကြီးကြီး Jadon Sancho အတွက်ပဲကြီးကြီးပေါ့နော်။တော်တော်အဆင်မပြေပါဘူး။ကျွန်တော်တို့တော်တော်လေးစိုးရင်မိတယ်ဗျ။ Sergeant Regree တို့နဲ့အစအလုပ်လုပ်ကလေးကပေါင်9 သန်းယူကြီးနဲ့ပြန်လွတ်နိုင်မယ်ဆိုတာကပြောရမယ်ဆိုလို့ရှိရင်တော်တော်အဆင်မပြေခဲ့ဘူးလို့ထင်တယ်ပေါင်9 သန်း10 သန်းလောက်တောင်းလိုက်ရမှာပေါ့နော်ပေါင်9 သန်း10 သန်းလောက်တောင်းလိုက်ရမှာအပိသက်ဝေခွင့်ကိုပေါင်25 သန်းနဲ့ထည့်ပေးထားရသည့်တိုင်ကျွန်တော်တို့လာစားကိုလေတဝက်လောက်ပြန်ပြီးထားရတဲ့ကစားသမားပြီးလို့ရှိရင်ပေါင်25 သန်းနဲ့ပိသက်ဝေခွင့်နဲ့ထည့်ပေးထားတယ်ဒါပေမဲ့ရှေ့စီးကလက်ရှိချိန်မှာတော်တော်လေးတိုင်ပတ်ပါတယ်ဆိုပြီးတော့ကစားသမားနဲ့ပတ်သက်ပြီးတော့လက်လုပ်ဖို့ကြိုးစားနေရဲ့ရှေ့စီးကို Jadon Sancho စရောက်ခါစားတော့ကတော့သူ့အနေနဲ့လည်းအဆင်ပြေတဲ့ရောင်ဖြစ်ခဲ့သေးတယ်တော့ Chelsea ပရိသတ်တွေကလည်းတော်တော်လေးကိုသဘောကျခဲ့ကြသေးတယ်ဒီပြန်မှာဦးကောင်းလေးနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့အခုချိန်မှာကိုပါမာတော့မှတိုင်ပတ်နေတဲ့အချိန်မှာ Jadon Sancho ကဘာမှလုပ်မရတော့ဘူးဆိုတော့ဒီပြမာရစ်ကနေရဲ့ Jadon Sancho နဲ့ပတ်သက်ပြီးတော့ခွင့်ရပေးကြပါတယ်ဒါပေမဲ့ Sancho ကတော့ Sancho ဖြစ်သွားပြီပေါ့နော် Sancho ကတော့ Sancho ဖြစ်သွားပြီဘာမှမထူးတော့လိုက်ပြီးတော့စေးကူမမီတော့ခုလိုမရတော့တဲ့အချိန်ကြီးဖြစ်သွားပြီတော်တော်လေးကိုဆိုးရွားသွားပြီဒါကလည်းသူ့ရဲ့မိကုန်ရန်ကုန်သူ့ရဲ့ဘုံကံအရှိဆုံးအချိန်ပေါ့ဗျာဘုံတပါကုံဆုံးမဲ့အချိန်တော်တော်လေးနီးလာပြီးပြောလို့ရတယ်သူ့အနေနဲ့ Manchester United ကိုလည်း freedom ဆိုပြီးတော့ဆန္ဒပြထားတဲ့အတွက် United ကလည်းရောက်လာလို့ရှိရင်လက်လွတ်တော့မှာလက်မလို့လည်းမရဘူးကျွန်တော်ဒီလိုကစားသမားမျိုးအသင်းမှာဒီ attitude နဲ့ကစားသမားမျိုးအသင်းမှာဆက်ထားလို့အဆင်မပြေဘူးဆိုတော့တပတ်3 သိန်းပေးပြီးတော့အသင်းမှာဆက်ထားပြီးဘာလို့ရမှာလဲဘာသုံးမှမဝင်ဆိုတော့ Chelsea ဘက်ကလည်းဒီလိုတွေးမှာပဲသူတို့လည်းလက်ရှိမှာဘန်ဒါရေးပြဿနာနဲ့ပတ်သက်ပြီးတော့နည်းနည်းအကျက်တီးလေးရှိနေတယ်ပေါ့နော်ပြောစရာကိစ္စလေးရှိနေဆိုတော့သူတို့အနေနဲ့လည်း RFA နဲ့လက်ရှိမှာနည်းနည်းပြဿနာတက်နေတဲ့ကိစ္စတွေရှိရင်ငွေကြီးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒါကြောင့်မလို့ငွေစည်းပိုင်းဆိုင်ရာရွှေတာရမယ့်အချိန်ဒီမှာတပတ်3 သိန်းပေးပြီးတော့ Jadon Sancho ခိုးထားပါတဲ့စားလို့ရှိရင်ဒီပေါင်9 သန်းပေးပြီးတော့ပဲဒီ Manchester United ကိုပြန်ပြီးတော့ယူကြီးပေးပြီးပြန်လုပ်မယ်ဆိုတဲ့အချိန်လေးမျိုးရှိတယ်ပြန်မှာဦးကောင်းလေးကတော့သွားပါပြီပေါ့နော် Manchester United ကိုရောက်လာမယ်ဆိုလို့ရှိရင်အတန်းဘက်ကတော့အငှားလွတ်တာပဲဖြစ်ဖြစ်ရောင်းချတာပဲဖြစ်ဖြစ်လုပ်တော့ပါဆိုတော့ Sergeant Regree တို့ဘက်ကလည်းဒါနဲ့ပတ်သက်ပြီးတော့စီစဉ်ပြီးသားပါ Jadon Sancho ကိုတော့ပြည်တင်ရခုံနေကျွန်တော်စောင့်ကြည့်အောင်ပေါ့လေတခုရှိတာကစားမရေးပြဿနာကတော်တော်လေးတိုင်ပတ်ပါတယ်တပတ်လောက်ခပေါင်3 သိန်းဆိုတာဘေးအသင်းကပေးရှည်ပါမလဲပေါ့နော်ဒီကိစ္စကတော့ကစားမကိုရောင်းချတဲ့နေရာမှာတော်တော်လေးကိုစဉ်းစားရမယ့်ကိစ္စတစ်ခုဖြစ်တယ်လက်ရှိအချိန်မှာတော့မြန်မာဦးကောင်းလေး Jadon Sancho ကUnited ကိုဆန္ဒပြခဲ့တဲ့လောက်သူ့ကိုရှေ့စီးကလည်းလက်ရှိချိန်မှာပြန်လက်မခံချင်တော့ကစားမတော်တော်လေးကိုတိုင်ပတ်နေတဲ့အချိန်ဖြစ်နေပါပြီဆိုတော့ဒီဘက်နဲ့အမြင်လေးကိုလည်းဆွေးနွေးကြပါအောင်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လုပ်ခဲ့ကြပါခင်ဗျာနောက်ထပ်ကျွန်တော်နေ့တွေကအမော်ရင်ပြောသွားတဲ့ကိစ္စတွေကစိတ်ဝင်စားဖို့ကောင်းတာလေးတစ်ချက်ဆွေးနွေးကြမယ်ဆိုတော့ဒီအမော်ရင်ကတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တကယ်ကိုစိတ်ပြက်ခဲ့ရတယ်ပေါ့ဗျာဒုတိယကြော့မလာခင်တကူအသာလောင်းနဲ့အနိုင်ရထားခဲ့တဲ့တာဖြစ်တယ်ပေါ့ဒါပေမဲ့လည်းလာမယ့်ပွဲစဉ်ကအိမ်ပွဲမှာဖြစ်တာမလို့အနိုင်ရလက်ရအောင်ကြိုးစားသွားရမှာပါပဲဆိုပြီးတော့မော်ရင်ကပြောတယ်အနိုင်ရလက်ရအောင်ကြိုးစားသွားမှာတော့ဟုတ်တယ်ဒီလူဒီရှည်စွမ်းဒီကိုသမားရင်းနဲ့အနိုင်ရလက်ရအောင်ကြိုးစားနိုင်ပါမလားပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့မှလည်းလိုင်ယွန်ကအများကြီးကောင်းခဲ့တာမှမဟုတ်တာသူတို့အတင်းဒုတိယမှာအခွင့်အရေးရလာတာတိုက်စီကလာကာဇက်တွေဘာလို့အခွင့်အရေးဖြုံးတီးနေလို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်လိုပြောမလဲမလွယ်ပါဘူးအတင်းတွေကကိုယ်အတင်းနဲ့လည်းဥဆောင်မှုရခဲ့မယ်လို့ဒီကိုတွေကိုအဆုံးစွာတိမထိန်ထားနိုင်တဲ့တွန်းကိုတွေပြီးကြရတယ်ကျွန်တော်ကတော့အိမ်ဘက်မှာကောင်းကောင်းတုံးပြန်နိုင်ပါမလားတန်တရားဖြစ်မိတဲ့အထက်မှာတော့ရှိတယ်ဒါပေမဲ့လက်ရှိမှာဒုတိယပိုင်းဝင်ကစားသွားတဲ့မေဆန်မောင်းတို့ဂျိုရှူအာဇက်စီတို့ဝင်လာတဲ့အခါမှာမဆိုးဘူးပေါ့နော်မဆိုးဘူးပြီးလို့ရှိရင်ဂျိုရှူအာဇက်စီတို့ဒီခိုးမိုင်တို့မေဆန်မောင်းတို့ဒီကစားမ3 ယောက်ဝင်လာတဲ့အခါပွင့်လေဘက်မှာအရှိတ်ဆက်လေးတွေတူတက်လာတာတွေ့ရတယ်ဆိုတော့ဒုတိယပိုင်းမှာကြန့်ခိုင်မှုတွေပြေးဝလာတဲ့ကစားမတွေလည်းပြန်ပါလာဖို့ရှိရဆိုတော့မျောလင်းချက်တော့နည်းနည်းပိုရှိတာပေါ့ကိုယ့်အိမ်ဘက်မှာလည်းကစားမယ်လို့ရှင်တော့မျောလင်းချက်တော့နည်းနည်းပိုရှိတယ်ဆောင်းအမော်ရင်ပြောတာတွေတကယ်ဖြစ်လာပါမလားပေါ့နော်စောင့်ကြည့်ရမှာပေါ့ဒုတိယပိုင်းဘက်ကတော့ကျွန်တော်မျောလင်းချက်
အမော်ရင်ပြောတယ်လို့ပဲညွှန်လင်းချက်ထားရမှာပါပဲညွှန်လင်းချက်ကတော့နည်းနည်းရှိတယ်ပွဲစဉ်တစ်ခုပြီးတစ်ခုတိုးတက်လာနေပြီမဲ့လို့ကျွန်တော်ကိုသွင်းရမှာအခုတဲ့ပုံစံမှာတိကျဖို့လိုတယ်ပေါ့ဗျာဒါကနှစ်ပွဲကစားရမှာဆိုတော့အခုတစ်ပွဲကပထမပိုင်းပဲရှိသေးပြီးတော့နောက်တစ်ပွဲကြောင့်ကျွန်တော်စဉ်းစားဖို့လိုတယ်ဆိုပြီးတော့အမော်ရင်ကပြောတာရင်နောက်ပွဲကြောင့်စဉ်းစားဖို့တိကျလိုတယ်ဒါပေမဲ့တိုက်စစ်ကဒီလောက်ကိုသွင်းညံ့နေတာနဲ့ဘလို့မှအဆင်မပြေဘူးဒီလောက်ကိုသွင်းညံ့နေတာဘလို့မှအဆင်မပြေဘူးညာကပွဲစဉ်ကလည်းလန်နီရိုတကိုသွင်းနေပြီးလို့ရှိရင်ဂျိုရှွာဆက်စီကောင်းတိုက်သွားတဲ့တလုံးဒါပဲရှိတာတကယ်တမ်းဒီ set play တွေကရခဲ့တဲ့ open play တွေကရခဲ့တဲ့ဂိုးတွေမရှိဘူးတကယ် quality ဂိုးတွေကျွန်တော်မမြင်ခဲ့ရဘူးဆိုတော့တိုက်စစ်ပိုင်းကတော်တော်လေးပြဿနာကြီးပါတယ်ဂါနာရှူတို့တိုက်စစ်ပိုင်းမှာတလွဲတွေလုံနေသူတွေ Resman Whiteland တို့တိုက်စစ်ပိုင်းမှာရှိနေသူတွေကျွန်တော်ကတော့ဂိုးရဖို့လမ်းမမြင်ပြီးလို့ရှိရင်ဒီကိုဒါတော့ဒီဘက်တောင်ပေါ်မှာနေရာယူပုံတွေသူ့ရဲ့ position ညဒါအားနေတယ်ပေါ့နော်သူ one back ကိုခုရှိဘလို့ကစားရမယ်မှန်ကောင်းကောင်းသဘောမပေါက်သေးဘူးကျွန်တော်ထင်တယ်ဆိုတော့သူ position ညဒါအောင်နေသူ position အောင်နေတော့ဂါနာရှိုးကလည်းအများကြီးတိုင်ပတ်သွားတဲ့အထင်မှာပါတယ်လို့ပြောရမယ်ဆိုတော့အမော်ရင်နေနဲ့လည်းနောက်ထပ်ပွဲစဉ်တွေမှာလူစင်းရွေးရှိမှုကဒီကောင်တွေပဲရွေးရှိနေမယ်ဆိုလို့ရှိရင်တော့အရှင်မကောင်းလို့ပြောရမှာပေါ့ဆိုတော့ဒီလိုနေရောဘယ်လိုညလဲဆွေးနွေးကြပါဦးဆိုတော့နောက်ထပ်ပြောသွားတာတွေကတော့ Andrew Onana ရဲ့အမှားနဲ့ပတ်သက်ပြီးတော့ဒါကဖြစ်တတ်တယ်ပေါ့နော်ဒါကဖြစ်တတ်တယ်ဒါပေမဲ့လူသူ့ရဲ့အကောင်းဆုံးလက်စွမ်းတွေကိုရဖို့အတွက်ပဲကျွန်တော်အောင်စိုက်ရမှာဖြစ်တယ်ပေါ့သူနဲ့ပတ်သက်ပြီးတော့ဒီလက်ရှိကျွန်တော်ရဲ့နီးပြအဖွဲ့ဝင်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်ပြီးတော့အကောင်းဆုံးအဖြေရှာမှသာဒီကစားမအတွက်အကောင်းဆုံးနည်းလမ်းတွေကိုရှာဖွေတွေ့ရှိမှာပေါ့နော်ဆိုတော့ Andrew Onana ကိုတော့ယုံကြည်မှုရှိတယ်ပေါ့ကျွန်တော်ပွဲစဉ်တိုင်းဆန်းစစ်မှုတွေလုပ်တယ်ပြီးလို့ရှိရင်အသင်းမှာဆိုလို့ရှိရင်လည်းအကောင်းဆုံးကစားမဆက်တယောက်ပဲပွဲထုတ်ခွင့် line နဲ့မှာပေးခဲ့တာဆိုပြီးတော့ပြောတယ်ဆိုတော့အကောင်းဆုံးဆက်တယောက်ကတော့ဟုတ်ချင်ဟုတ်မှာပေါ့လေအန်လီပန်ယန်တာတို့တိုမီတန်တို့ကလည်း Onana ရဲ့နေရာမရှင်းနိုင်တာကို sweeping play မှာလေ Onana ကမကောင်းဆိုတော့ဒီဟာနဲ့အမော်ရင်က Andrew Onana ကိုရွေးတာဖြစ်ပါလိမ့်မယ်လက်ရှိချိန်မှာတော့ Andrew Onana ကဂိုးဖန်တဲ့နေရာမှာတော်တော်လေးတိုင်ပတ်ပါတယ်တော်တော်လေးတိုင်ပတ်တဲ့ကစားမှာ Andrew Onana ပါဆိုတော့အသင်းနိုင်ရဖို့အတွက်ဆိုလို့ရှိရင်ကိုသမားက90ရာခိုင်နှုန်းလောက်ဒီအရေးပါတယ်လို့ကျွန်တော်ထင်တယ်Andrew Onana ကြီးနဲ့ပဲသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စုဖလာတွေရဖို့မမျှော်လင့်ပါနဲ့တော့ဒီနေ့မှလည်းပြက်ပြက်သားသားနဲ့ကို Andrew Onana တာမမှားခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့2-1ပဲဖြစ်ဖြစ်2-0ပဲဖြစ်ဖြစ်အနိုင်ရမယ့်အခြေအနေရှိတယ်ဒါပေမဲ့ Andrew Onana ရဲ့အမှားပဲကြောင့်မလို့ကျွန်တော်တို့နောက်တစ်ကြိမ်မှာအသေးအံရုန်းကန်ပြီးတော့ကစားဖို့ရှိတယ်ဆိုတော့ကိုသမားတရားရဲ့အရေးပါပုံစဉ်းစားကြည့်တော့ဘယ်လောက်ထိအရေးပါလဲဆိုတာဆိုတော့နောက်တစ်ကြိမ်မှာကျွန်တော်အိမ်ခွဲမှာအသေးအံရုန်းရဖို့ရှိပါတယ်ဆိုတော့ဒီကိုနေရောနောက်ထပ်ပွဲစဉ်မှာဘယ်လိုဖြစ်လာမယ်လို့ထင်ကြတယ်နောက်တစ်ခုကတော့ Resman Whiteland နဲ့ပတ်သက်ပြီးတော့ပြောတာပေါ့ Resman Whiteland ကသူကအများကြီးပြီးတော့ခဲ့ပြီးတော့ပြိုင်ဘက်တွေကိုဖိအားပေးဖို့ခက်ခဲနေတဲ့အခိုက်အတန့်တစ်ခုမှဆိုလို့ရှိရင်အသင်းအတွက်အများကြီးအကျိုးပြုခဲ့တယ်ပေါ့ဗျာသူကပိုကောင်းအောင်လုပ်ပေးနိုင်ခဲ့တယ်သူကဘယ်လိုပြောရမလဲဒီလိုမျိုးကစားနိုင်ခဲ့တဲ့ကစားမှဖြစ်တယ်ပေါ့ကျွန်တော်ကတော့ Resman Whiteland နဲ့ပတ်သက်ပြီးတော့မထင်ပါဘူးအမော်ရင်ကကာပြောသွားတာပေါ့နော်ဒါလည်းပဲ Resman Whiteland ကညာ first touch လေးမကစားနိုင်ဘူးမကောင်း length play လေးချိတ်ဆက်ကစားရလေအဆင်မပြေဘူးခေါင်းရှင်တိုက်ပြန်တော့လေမရဘူးခြေထဲကိုဘောလုံးရောက်ပြန်တော့လေတလွဲတွေလုပ်တယ်နော်အသင်းနဲ့သူပြန်ရှိတ်ဆက်ဖို့ဘေးနာကနောက်ကလိုက်ပြီးလာတဲ့ဂါနာရှူပြီးရဲ့ညတော်မှာဂိုးစီးပြင်ဘက်ကိုကြိုးအောင်ဘောလုံးပေးခဲ့တဲ့ Resman Whiteland အနေနဲ့သူဘယ်လိုမျိုးတိုးတက်လာမလဲဆိုတော့စောင့်ကြည့်ခြင်းစရာပေါ့နော်ကျွန်တော်တို့ Resman Whiteland နဲ့ပတ်သက်ပြီးတော့ခေါ်ယူခဲ့တုန်းကတော့ U 82တန်းဒီပေးရတယ်ဗျလက်ရှိချိန်ကြီးတော့82တန်းတန်နဲ့တန်ကြီးကျွန်တော်တို့မြင်ရသေးဘူးဆိုတော့အသင်းဘက်ကတော့ဒီဂါနာရှူတို့မိုင်နူတို့နဲ့ပတ်သက်ပြီးတော့ရောင်းချမဲ့အတန်တွေထွက်တယ်ကျွန်တော်တို့ရောင်းချတဲ့အထက်မှာ Andrew Onana တို့ Resman Whiteland တို့ပါထည့်ပြီးတော့မှစဉ်းစားတဲ့ကျွန်တော်ထင်တယ်ဆိုတော့ဒါကတော့ညနေခင်းအတွက်ရရှိထားတဲ့သတင်းတွေပါကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့တခုခုသဘောပေါက်သွားကြလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်သဘောကျရဆိုလို့ရှိရင် subscribe လုပ်ခဲ့ကြပါအောင်ကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြအောင်